သာသနာတော်တက္ကရာ1546ခုနှစ်ဟောစာတက္ကရာ1364ခုနှစ်တရင်ကျွလာကြီးကျော်9ရက်နေ့ညစကိုင်းတောင်မြို့မဟာကန္တာယုံဝိပဿနာကမ္မထမ်းတဲ့အတင်းဝယ်ဆင်ရင်ခြင်းမှပြုလုပ်အပ်သည့်သေခြင်းဤကာယဒီနည်းသာရဇံဝေကြီးနှင့်85နှစ်ရှိဗုဒ္ဓအာသနာအထူးပူဇော်ပွဲကြီးဝယ်သင်ခြင်းမှပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်တော်ဓမ္မတိတာကိုယ်ပဲရာတရားဒေသနာတော်ဒီကနေ့ညဥယျာဉ်ဓမ္မသဘင်အခမ်းအနားကိုသေဘုရားလည်းဖြစ်ကျွန်တော်ဘုရားဤမဟာကရုဏာကိုအာရုံပြုတာစီစီဆက်ဆက်အပ်တော်ဝန္ဒနာကနာမအာတိတဂါထာကိုယူစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောသကာဂတိဟိတိယတမေယံကာလံကရံသောတိတ္တကရာမိဟေရံကတောလောကဟိတာယနာသောနမောမဟာကာရုဏိကသတတ္တယောနာသောဝိနိယမြာစွာသတ္တဝါဤသံဃာစီကွာလလာတောင်းတကုံပေါင်းထားသည်ဖြင့်နာထမိညာဖြင့်ရှင်တော်မြတ်ဘုရားသည်သတ္တကောတိဒီဂရေကကအရေအတွက်တင်ချလို့ဖြင့်တော်လဲအတ္တနိယံဤတဲ့တိုင်းတာခေါ်ပြခြင်းကမဆန်းနိုင်ပါတော့ကာလလေးအစဉ်ချေသိနေကြတာရှိကြသောကာလကလုံးလောကဣဒာယတတလောကဤကျိုးစီးပွားလုံးမှာအတိတကရာနိဥစ္စာအတ္တခြင်းနဲ့အင်းမှာမိဒ္ဓတိမာသမိတာနှင့်တထာဂတိဆုံးရင်းကြီးဟုစတိခဝေ50အစုအလုံးခေတော်မူသောကိုကရဏဘုရားပြည့်ရန်ဤတန်ကျိုးကိုအထုတော်မူရသည်ဖြစ်၍ခေရန်လည်းဖြစ်ရလုံးအတဆုံးတရဲ့နှလုံးစေဝံကိုတော်ဤဒီမင်းတို့ကတောဘဝကံဉ္ဇံများစွာရောက်တော်မူကြရစာလိုသည်မဟာကရုဏီကတ္တတတဝါများယဝေထားခဲ့သို့သနာဖြစ်ခင်မဟာကရုဏာအရှင်ဖြစ်တော်မူသောသတ္တမသတ္တဝိနိယများစွာတတဝါဤသံသာစီပွားလလာတောင်းတပုံပေါင်းထားသည်ဖြင့်နာထမိညာထိုရှင်တော်မြတ်ဘုရားအားနမောယိတိကြောင်းကြောင့်မင်္ဂလျော်၏သရောယောကျိုးရှိခိုးရင်းသည်အထုရတုစင်စစ်မတွေဖြစ်ပါစေတည်းဓမ္မသီတာကိုယ်ကိုယ်ရဆံအနန္ဒမထေရကဓမ္မပฏิသရဏမယံနာတို့သည်ဓမ္မပฏิသရဏတရားကြီးဟူသောကိုယ်ကိုယ်အထားရရှိကြကုန်၏သောပကမောဂလမသုတ်တံနေကြတဲ့စကလုံးလေးကိုယူပြီးကိုသုတ်တံကိုအခြေခံပြီးတော့ဒီကနေ့ဟောကြားမှာကြဖြစ်တယ်ဓမ္မဒီတာကိုယ်ပဲဘယ်နဲ့လည်းပေါင်း1500ကအချင်းလေးကိုပြန်ပြီးတော့ရှင်းလိုက်တယ်ဘုရားမြတ်စွာလက်ထက်တော်ဆံကာလဘုရားမြတ်စွာနဲ့သင်ပြန်ပြီးတော့ဘာသာခိုင်းရာထူထောင်ရတဲ့ပုဂ္ဂိုလ်ဘုန်းကြီးတို့ဒီကကျမ်းစာမှာသတ်ခါဘောခိုင်းဆရာကြီး6ဦးဆက်ခြင်းနဲ့တက်ရှိအာလုံးဣဒ္ဓ
ပုရဏကတ္တကမက္ခဏိသောပါလသင်္စယဒေလတ္ထပုဒ္ဓအဇိဒခေတသံဃာပါကုဒ္ဒကိစ္ဆာယနာနိခန္ဓနာတပုဒ္ဓဘိဆရာဒီသတ်ကူအတိအကျအတ္တကတ္တမိမိတို့အယူဝါဒများကိုသိဆောင်ပြီးတော့အဖွဲ့အစည်းနဲ့သင်္ကေတရှားရှားတစ်ချိန်လုံးကအိန္ဒိယနိုင်ငံမှာဘုရားသာသနာနဲ့ရှင်းပြပြီးတော့ပေါ်ထွန်းခဲ့ပြီးပါတယ်။အဲဒီဂိုင်းဆရာကြီးတွေဘုရဏကတ္တဗစသည်ဘုရားမြတ်စွာဘုရားသင်္ချာရှိခြင်းအချိန်ကာလမှာပဲအာနုဆံဃာဆဲပြီးတော့ဒီလိုဝင်လာတတ်ဒီထဲမှာနိခန္ဓနတ္တဗုဒ္ဓဆိုတာဘုရားမြတ်စွာနဲ့မတိမ်မရေးဘာသာဝါဒခိုင်းထဲမှာဆိုလို့ရှိရင်ဘုရားရဲ့အယူအဆနဲ့ခက်ချင်းချင်းတူတဲ့သူ့ရဲ့အယူဝါဒဘာလဲလို့ဆိုလို့ရှိရင်ပါပနိဗ္ဗာန်မကောင်းမှုမှန်များတန်းရရမယ်ဆောင်ကျင်ရမယ်ဆိုတဲ့သူ့ရဲ့အယူဝါဒလို့ရှိတယ်အဲဒီအယူဝါဒကိုရည်ညွှန်းပြီးတော့ရှင်မဂေါတဘောကမထေရကိုယ်တိုင်ကိုယ်ကဧတတဝါဒီပိစိသာသနာလူလောမှန်ပြီးအတ္တိဧတတဣနိခန္ဓနာတဗုဒ္ဓဤဝါဒီအယူအဆ၌ပိစိအနည်းငယ်များသောအချက်အလက်သည်သာသနာလူလောမှန်ပြီးဘုရားမြတ်စွာသာသနာတော်နှင့်လျော်ခံသောအကြောင်းအရာသည်အတ္တိပါရှိနေပါသည်မြတ်စွာဘုရားသာသနာတော်နဲ့လျော်တဲ့အချက်ကလေးတွေပါပါတယ်။သို့တော်လည်းသူ့ယူဝါဒတွေမိစ္ဆာဒိဋ္ဌိစည်ရင်းထဲမှာဆင်းရဒါကြောင့်အသုဒ္ဓနတ္တိကာယပလသဗ္ဗဒိဋ္ဌိယေဝသတာအနာဘုဒ္ဓလျော်တဲ့အချက်ကလေးတွေရှိပါတော့လည်းပဲအသုဒ္ဓနတ္တိကာယမစင်ကြယ်တဲ့အယူဝါဒတွေပါဝင်နေတဲ့အတွက်ကြောင့်ဒါကနိခန္ဓအယူဝါဒမှန်သမျှဒိဋ္ဌိတွေမိစ္ဆာဒိဋ္ဌိဒီတာဘာသာဖြစ်ရနေတော့ဘလောက်ကောင်းတဲ့အရာဝတ္ထုပဲဖြစ်ဆိုတော့အမေတမအရာသာရှိတဲ့အစာအာဟာရထဲမှာမစင်ကလေးတစ်သက်ကျသွားလို့ရှိရင်ဒီလိုလေးကဘယ်သူမှစားတယ်မှာမဟုတ်တော့နော်ဒါကြောင့်မို့လို့ကောင်းတာလေးတွေရှိတော့လည်းမကောင်းတာလေးတစ်ခုပါသွားလို့ရှိရင်ထိုအယူဝါဒတစ်ခုလုံးပြစ်လိုက်ရတယ်။နိခန္ဓနာတဗုဒ္ဓတဲ့အဲ့ဒီနိခန္ဓနာတဗုဒ္ဓကိုယ်လုံးအနိစ္စရောက်သွားတဲ့အခါကျတော့ဒီမှာကိုယ်လုံးသွားလို့ဆိုအဲ့ဒီချိန်မှာမြတ်စွာဘုရားခင်တော်မြတ်ကတက္ကတိုင်းပါမလို့ဆိုတဲ့ရွာမှာလည်းသုံးနေဆိုင်နိခန္ဓနာတဗုဒ္ဓကြီးကနာလန္ဒမှာနေရင်းကနေပြီးတော့နာလန္ဒကဥပ္ပန္တိဆိုတဲ့သူ့ကိုကိုယ်ကိုစိတ်ကတဲ့အဖြေးကြီးကဘုရားဘာသာပဲသူကြောင်းသွားတာနဲ့တရားရဲ့နာလန္ဒကိုဆွတ်ပါပြီးတော့စိတ်ပြည့်လိုက်တဲ့ဒီဒုမယစိတ်ကနာလန္ဒကဆွတ်ပါပြီးတော့ပါဝါပဲကြောင်းပြေသွားတယ်ပါဝါရောက်တဲ့အခါမတမ်းမှဖြစ်ပြီးမကြခင်နဲ့ပြန်လာတယ်အဲ့ဒါကိုပြေလွန်သွားတဲ့အခါမှာသူတတိပရိသတ်ရဲ့အခြေအနေဘယ်လိုဖြစ်အယူဝါဒတစ်ခုကိုစီဆောင်တဲ့ဆရာတူပြေလွန်သွားတဲ့အခါမှာသူ့ရဲ့သာသနာရဲ့အခြေအနေမှာရင်းရိုင်ပြီးတော့သွားတယ်ဘယ်လိုရင်းရိုင်သွားလဲသူ့ရဲ့တတိကြီးခန္ဓနာသာတာကလဟသာတာဓမ္မနဲ့ပတ်သက်ပြီးတော့အငင်းခုန်ဖြစ်လိုက်ကြတာတဲ့ဝိဝါဒသံဃာတယောက်ကတစ်မျိုးပြောဟိုတယောက်ကတစ်မျိုးပြောဒါကမှနိဒာဒဝါဒအစ်စ်ဟိုကနိဒာဒဝါဒအစ်စ်မဟုတ်ဘူးနဲ့အယူဝါဒရေးရနဲ့ပတ်သက်ပြီးတော့အငင်းခုန်ဖြစ်လိုက်ကြတာပြောဟောင်းဆောင်တရားကိန်းရင်းသွားလို့ဆိုဘာသာသာသနာတော်ကြီးကပြည့်စည်သွားဘုရားမြတ်စွာနဲ့ရှင်းပြပေါ်လာတဲ့
ဘုရားသာသနာနဲ့ရှင်ပြိုင်ပေါ်လာတဲ့ဒီဘာသာရေးခိုင်းကြီးတွေဟာငြိမ့်ညံ့ပြီးတော့သွားကြတယ်အချင်းချင်းဘလောက်ကြီးအောင်မတက်ဖြစ်သွားကြတယ်လဲလို့ဆိုလို့ရှိရင်အညဉ္ဉံမုခသတ္တိဟိဝိသုခန္တာဝိဟရံတိအငြင်းခုံပွဲကြီးကမုခတတ္တိဟိနှုတ်ရန်လို့ဖြင့်အညဉ္ဉံအချင်းချင်းဝိသုခန္တာထုံးနှစ်ကြကုန်လေတရားနဲ့တရားအမနာပါလို့ပြောနှုတ်ဟာပြင်းပြင်းထန်ထန်ပြောရင်စိတ်နာကြီးเสียဖြစ်လို့နှုတ်လှမ်းတဲ့လှမ်းလို့ဖြတ်ရတဲ့နှုတ်နာကြီးအောင်ပြောရင်အနာနာကြီးအဲ့ဒီနှုတ်ရန်ထိုးပြီးတော့နေကြတယ်ဘာတွေပြောလို့နိဂန္ဓနာတဗုဒ္ဓကောမသွားတဲ့ချိန်မှာသူတတိတွေအချင်းချင်းတွဲပြီးတော့နာခောတောဣမန္တမဝိနယံအာသနာတိအဟံခောဣမန္တမဝိနယံအာသနာတိဂိန္တောဣမန္တမဝိနယံအာသနိတတိဒီကနေ့လည်းဘုရားဆရာကြီးဟောသွားတဲ့ဓမ္မဝိနည်းမျိုးဘယ်လိုလုပ်သိမလဲငါကအရှင်းမှန်သိတာမသိတာအရှင်းမှန်မဟုတ်ဘူးကေတဝိမန္တမဝိနယံအာသနိတတိမြင့်တဲ့လူကြီးတဲ့ဟောဒီဓမ္မဝိနည်းကိုသိမလဲမိစ္ဆာပฏิပန္နောသမတိမင်းအကျင့်တွေမှားနေပြီတရားနဲ့တရားမြင်ရခုံရတယ်မန္တပฏิပန္နောဟမတဝိငါကျင့်တဲ့အကျင့်ကမှန်တယ်သဟိတံမေအတဟိတံတိလင်းပြောတဲ့စကားကရှင်းတော့မမြင်ဘူးငါပြောတဲ့စကားကရှင်းတော့မမြင်ဘူးအငင်းခုံကြီးဖြစ်နေတာနော်ကုရိဝသနိယံပိသဝါဒပိသဝသနိယံကုရိဝါဒအရင်ပြောတဲ့စကားနဲ့နောက်ပြောတဲ့စကားအရင်ပြောဒါကြောင့်မို့လို့ဒီစကားတွေကကမောက်ကမဖြစ်နေတယ်နေကိဟိတောတိမင်းတို့ကဒီအချက်တွေနဲ့မင်းတို့ကနှိမ်လိုက်နေခေါင်းမထောင်နိုင်အောင်နှိပ်ပတ်လိုက်သကဝါဒပမောခာယဝါဒပမောခာယအာရောဂုတောတိဝါဒမင်းသင်ပြတဲ့အချက်နဲ့ပတ်သက်ပြီးတော့ငါအပြစ်တင်ရတယ်သကဝါဒပမောခာယသင်ထားတဲ့အချက်ကလွန်မြောက်ဖို့ရရင်လောက်ရအောင်လေဒီမင်းဖတ်လာလူပါသေးတယ်ကွာသင်ပြောတဲ့အချက်တွေမှန်နေတယ်လူသေးတယ်နေပေတိဝါဒစေပဟောအကယ်၍တတ်နိုင်ရင်ရှင်းလေဟောတရားနဲ့တရားနှုတ်ရထိုးပြီးတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးလည်းကွယ်တော်အနိစ္စရောက်သွားတော့သူ့ရဲ့ဘာသာသာသနာကိုကိုးတယ်ပုဂ္ဂိုလ်တွေအတွင်းမှာတတိပက္ခတွေအကြီးကျယ်ဖြစ်ပြီးဘာသာသာသနာကြီးတွေလည်းငြိမ်းချမ်းသွားတယ်ဘုရားကြားတဲ့တရားတော်တွေနဲ့စိတ်ကျက်လက်ကျက်ဖြစ်ကုန်ကြတယ်။ဒါဘာကြောင့်လဲလို့ဆိုရင်မှန်ကန်တဲ့ဓမ္မကိုအခြေမခံလို့ဖြစ်တာပါ။မှန်ကန်တဲ့ဓမ္မကိုအခြေခံထားတဲ့ဘုရားမြတ်စွာရဲ့သာသနာတော်ကဘုရားမြတ်စွာပြိဋိဘံဆောင်သွားပါပဲလေ။ဘုရားသာသနာတော်ကရင်းကြိုင်မသွားဘူးဒီကနေ့ဖြစ်အောင်ဒီပေါင်း1546ခုနှစ်ထိတောက်ပြောင်နေသေးတယ်ဖြစ်တယ်။ဘာဖြစ်လို့လဲဘုရားမြတ်စွာဟောတဲ့တရားကမှန်ကန်တဲ့ဓမ္မပေါ်မှာအခြေခံပြီးဟောတာဘာသာသာသနာတစ်ခုတည်ထောင်သွားပြီးကိုယ်ဘာသာသာသနာရဲ့အောင်းဆောင်တဲ့ဆိုတာဘုရားသာသနာမရှိဘူးဘုရားပြိဋိဘံဆံသွားလို့ဘုရားအစာခံထားတဲ့ပုဂ္ဂိုလ်တွေမရှိဘူးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဓမ္မဒီသာနဲ့ဘုရားရဲ့အစာပဲဓမ္မဆိုဘုရားဒါကြောင့်မို့ဘုရားမြတ်စွာကပြိဋိဘံဆံတာနဲ့မှာရှင်အနန္ဒာကတခါတော့ဆောက်မြတ်စွာဘုရားတကယ်တော်များမတမ်းမနာဖြစ်တယ်သူစိတ်ထဲမှာအတော်မကောင်းဖြစ်ဆိုရင်တော့ရောက်တယ်သို့တော်လည်းပဲဖြေစရာလေးတစ်ခုကတော့ဉာဏ်တန်ပါတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘာမှမှားကြားခြင်းမပြုသေးတဲ့ဘုရားကတိုင်းနေတာမဆန်းလိုက်သေးဘူးဆိုပြီးတွေးတော့ဖြေရှင်းရတယ်တွေးတော့ပြီးဖြေသိရတာဆိုတော့မြတ်စွာဘုရားက
အာနန္ဒာဘာအတွက်ဘာမှမျှော်လင့်နေကြတာလဲ။ဘာပဲမှာအသိအပြင်လုံးဝမချင်အာသရိယဝတ္တိမချင်တရားဓမ္မကိုသုံးဆင့်အောင်ခေါ်ထားပြီးသားဖြစ်တယ်။ယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးဘာတစ်ခုမှပြောစရာမရှိဘူး။ယောအာနန္ဒမယဓမ္မောသဝိနယောပါတိတိတောပညာတောဘောမမိသေနတထာဂဝိတတိစိတ်အားငယ်နေတဲ့ဆရာနာမထေရကိုမြတ်စွာဘုရားကအတိအလင်းမိတ်ကြားတော်မူတဲ့အာနန္ဒနိဗ္ဗာန်အာနန္ဒယောဓမ္မောခြင်းသုတ်ဝိနိသုတ်အဘိဓမ္မာလို့ဆိုတဲ့ဓမ္မကိုဒီပြီးတော့ငါဘုရားဟောကြားတော်မူအပ်ပြီယောဝိနယောခြင်းဝိနိတရားတော်ကိုတရားငါဘုရားဒီပညာတော်မူအပ်ပြီဟောပြုငါဘုရားဟောကြားပညာတော်မူခဲ့တဲ့သုတ်အဘိဓမ္မာဝိနိလို့ဆိုတဲ့တရားဒီမမငါဘုရားရဲ့ဣသေနာပြိဋိဘံသံဃာတရားနောက်အခါကာလ၌ဟောတင်จิตတာတို့ရဲ့သတ္ထာသုခုမမေဆရာဒီဘဝိတ္တိဖြစ်ပေလိမ့်မည်ယူ၍ဘဂဝါသုခုမမေခင်ရှင်တော်မြတ်ဘုရားသည်ဩဇာကောင်းစွာမတည်ဟောကြားတော်မူခဲ့ပါလေတည်းမြတ်စွာဘုရားကငါဟောထားတဲ့ဓမ္မပြည့်ညတ်ထားတဲ့ဝိနည်းဟောဒီဓမ္မဝိနည်းနှစ်ခုဒီသင်လို့ရဆရာပဲပြိဋိဘံမဆောင်နေကြပါဘုရားမြတ်စွာပြိဋိဘံဆံလို့ရှိဘုရားမြတ်စွာတဲ့တော့80ရပါပြီမကြာခင်ကနိဂန္ဓမတ္တပုဒ္ဒါကြီးသင်္ချာတက်တဲ့နိဂန္ဓမတ္တပုဒ္ဒါကြီးပါဝါမြို့မှာကွယ်လွန်သွားတယ်ကွယ်လွန်သွားတာနဲ့တည်းနဲ့သူ့ရဲ့ဘာသာသာသနာကြီးရင်းညံသွားဆိုတော့လူတွေကအထက်ထပ်ကြတာဘောဓမဘုရားရဲ့သာသနာတော်ကြီးဟာအမှန်ကြီးချေဘောဓမဘုရားပြိဋိဘံဆံသွားလို့ရှိရင်သူ့သာသနာကြီးတွေပဲနိခန္ဓသာသနာလိုရင်းညံပြိုကွဲသွားမလားအထက်ထပ်ဆောင်ကြည့်ကြတယ်အဲဒီတော့ဘုရားမြတ်စွာပြိဋိဘံဆံသွားတဲ့အခါမြတ်စွာဘုရားသခင်ကိုယ်တော်ဟောကြားတော်မူခဲ့တဲ့ဓမ္မရဲ့မှန်ကန်မှုဆိုမှန်ကန်တဲ့ဓမ္မကိုမှန်ကန်တဲ့ကျင့်စဉ်နဲ့ရှင်းတော်မူထားကြတဲ့ဉာဏ်တော်ပုဂ္ဂိုလ်ရှင်မကတ္တဝါဆိုတဲ့ဥဆောင်တဲ့ဉာဏ်တော်မထေရကြီးရဲ့အစီရောမြင်မှုဒီအချက်တွေကြောင့်ဘုရားသာသနာတော်ကြီးဟာနိဂန္ဓသာသနာကိုရင်းညံပြည့်စုံပြီးမပေါ်ဘူးဒီကနေ့ရှိအောင်သင်္ချာဖွင့်နေနေပါတယ်။မြတ်စွာဘုရားပြိဋိဘံဆံလို့9 ရက်လောက်အနေမှာရှင်မကတ္တဝါဟောကျေးဇူးရှင်ပြကောင်းတယ်လို့ဆိုသာသနာတော်ကြီးထိမ့်သိမ့်လာခဲ့တယ်နဲ့လည်းအာရုံပြုတယ်။ဘုရားမြတ်စွာဘုရားဆံလို့9 ရက်ရတဲ့အခါမြတ်စွာဘုရားရှိရတဲ့ဒေသတော်ကြီးကြောက်ချင်လာတဲ့နောက်ကယဟန်900နဲ့ရှင်မကတ္တဝါနောက်ကျပြီးတော့ရောက်လမ်းခုလကဘုရားမြတ်စွာဘုရားကဆံသွားပြီးဆိုတဲ့သတင်းကိုကြားရတယ်။အဲ့ဒီကြားတဲ့အခါမှာနောက်ကယဟန်တွေအများစုကချုံလုံးချပြီးတော့နေကြတယ်။ဆိုတော့အဲ့ဒီထဲမှာသူ့ဘက်ကဆိုတဲ့ကိုယ်တော်ကြီးကဘုရားပြိဋိဘံဆံတော်ကိုဝမ်းသာတယ်ဘုရားပြိဋိဘံဆံတော်ကအလံအာဟုသောမှာသောစိတ်ဓမ္မာပရိဒေဝိထအလံအာဟုသောမှာသောစိတ်ဓမ္မာပရိဒေဝိထသုမုဒ္ဓမယံတိလအာဟတတိနံအာဟုသောဥမရှင်လူအလံမဲ့တဲ့တော်မေသင်္မူဒီမှာသောစိတ်ဓမ္မာဆွေးကြပါလေမာပရိဒေဝိထငိုကြွေး၍မနေကြပါနဲ့နယံမာယတိတိနာမဟာပရိနာထိုကဲ့သို့ထုတ်ချေတတ်တဲ့ယဟန်ဘောရံယဟန်ကြီးမှဥမုဒ္ဒါကောင်းစွာငါလာလွန်ရောက်ကြပြီဒီကြည့်သေးတာပဲဣဒံဝကပတိဣဒံဝနကပတိဒါမင်းကြီးလောက်ရမယ်ဒါမလို့ရဒါလို့တဲ့ဒါမလို့ရဘူးလို့သိထုတ်ချေတယ်တဲ့ဒီမဟာသမဏဆိုတဲ့ယဟန်ကြီးကသိထုတ်ချေတယ်
ခုတော့ယံအိသဝတံပရိသမာယနာအိသဝနတ္တံပရိသမာကျုပ်လုံးချင်တာလုံးမလုံးချင်တာမလုံးလွတ်လပ်ပြီးဒီလိုအယူဆရှိတဲ့ပုဂ္ဂိုလ်တွေကရှင်မာကတ္တဝပရိသတ်တာဟောလာတဲ့အခါမှာရှင်မာကတ္တဝကအရှိမကြည့်ပဲနဲ့အဲ့ဒီကိုယ်တော်ကြီးကိုဒီနေရာမှာမောင်းထုတ်လိုက်တယ်ဆိုရင်ဘောမဖရာရဲ့ပြိဋိဘံသံဃာမ9ရက်ရှိသေးတဲ့ကြတဲ့ဒီကိုယ်ကြပြေးကြပြီးဟာလို့ပြောပြဖြစ်တာနော်အဲ့ဒါကြောင့်မို့လို့ရှင်မာကတ္တဝမထေရမြတ်ကြီးရဲ့အရှိမြင်မှုကဘလောက်ဒီလိုတရားကောင်းတယ်ရှင်မာကတ္တဝမထေရမြတ်ကြီးကတိတ်တိတ်ကလေးလေးပြီးတော့ပြိဋိဘံကိုသိပြီးတော့ပြီးခံတယ်ဘာမှမပြောဘူးအဲ့ဒီကိုယ်တော်အကယ်၍သာပြောပြီးဒီကိုယ်တော်ကြီးမောင်းထုတ်လိုက်မယ်ဆိုရင်သတင်းတွေကျေပြတ်မသွားနိုင်ဘူးလားဒါကြောင့်မို့လို့ရှင်မာကတ္တဝကသူ့ကိုတိတ်တိတ်ကလေးဆုံးမကဲအားလုံးအမှုတိတ်ပြီးတော့ဘုရားမြတ်စွာရှိတဲ့နေရာကြားကြရအောင်ဘာမှမပြောတော့ဒီလိုကြီးတဲ့နောက်မှာပါလာမှာဟောသူ့တိတ်တိတ်အရေးမယူပဲနဲ့အချိန်အခါစောင့်ပြီးရှင်မာကတ္တဝကထိန်းနေတယ်အဲ့လိုကမှထိန်းဒီယဟန်တော်ကတကယ်ဉာဏ်ဖြစ်ကုန်ကြဒီလိုပြောခံရတယ်အဲ့လိုပြောမှခံရအောင်ရှင်မာကတ္တဝကထိန်းပြီးတော့သုတိနာယေမန္တမင်းတို့ရဲ့အင်းရဲ့ဆိုဘုရားပြည့်ကဆံရပြကြဘုရားမြတ်စွာရဲ့သရီရအေရတတ်တော်ကိစ္စများဆောင်ရွက်ပြီးတဲ့နောက်ပိုင်းအဲ့ဒီဘုရားပြည့်ကဆံရဌာနကိုရောက်ရှိလာတဲ့သံဃာပေါင်း9သိန်းအဲ့ဒီ9သိန်းကျော်ရှင်မာကတ္တဝကမိန်ကုန်းပြောတယ်မိန်ကုန်းပြောတာဘာပြောလဲလမ်းကတွေ့ကြုံရတဲ့ဖြစ်တဲ့ပြောတယ်သုဘတ်ကဆိုတဲ့ကိုယ်တော်ကဘုရားပေါ်မှာဒီလိုပြောတယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေသာသနာမှာများလာလို့ရှိရင်တို့ရဲ့ဘုရားသာသနာတော်ကြီးရင်းရင်သွားနိုင်တယ်ဒါကြောင့်မို့လို့ဘုရားမြတ်စွာရဲ့ဓမ္မတွေဟာအမှန်တမ်းအရေးကြီးတယ်ဓမ္မဒီကကိုယ်ပဲဓမ္မရှိနေသေးတဲ့မြတ်သုသာသနာမကွယ်နိုင်ဘူး။ယာဝတိညာလောဓမ္မဝိနယဓမ္မဝိနယဒီစိတ်တည်းကြည်ရှိတဲ့နေလေလေ။ဒါဝထုညာလောက်သောကာလပတ်လုံးအနတ္တိတာသတိကနိဝဘာဝဇနာဆရာကြီးပေါ်သွားတဲ့သာသနာမဟုတ်နိုင်နေတာလည်းဟောဒီစင်စစ်မလေးဖြစ်ပါပေတော့ဒုက္ခမြတ်စွာရဲ့သာသနာမှာခေါင်းဆောင်ကျင်းကြတာမဖြစ်နိုင်ဘူးတဲ့ဓမ္မဝိနယတည်ရှိနေသေးတဲ့ဒုသာသနာမှာမမတ်တည်ရှိနေမှာပါဆိုပြီးတော့အရှိန်ကြောင့်မြင်ပြီးတော့ရှင်သာသနာမထေရယဟန္တာ900ကိုဝေကောက်ပြီးတော့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မကိုတည်ထံရေးကိုကျိုးစားတဲ့အနေနဲ့ပထမကံမှာသင်နေတော့ပါအဲ့လိုလေပထမကံကနာသင်ခဲ့သည့်အတွက်ကြောင့်ဒီကနေ့တရားထုတ်တဲ့ဘုရားရှင်ပြိဿတ်ယခုကဲ့သို့သုတ်တန်တရားဒီဝိနည်းတရားတွေနာကြားခွင့်ရနေတာနော်ယခုကဲ့သို့ဝိနည်းစောပြန်ပွဲကြီးများကိုသင်ရဲသင်ပါပြီးဝိနည်းတရားတွေနာခွင့်ရနေတာ95နှစ်ရောက်ဘုရားသာသနာအထူးပူဇော်ပွဲကြီးဆိုတာဟောဒီဓမ္မတွေကိုပူဇော်တာပါနော်အမတန်လေးလက်ပြီးတော့သာသနာမှာအကျိုးရှိတဲ့လုပ်ငန်းကြီးဖြစ်ဝိနည်းစောပြန်ပွဲဆိုတာအမတန်မှလေးလက်ပြီးတော့အရေးပါတဲ့ပွဲကြီးတဲ့ဒီလိုကပ်ပါသာသနာတော်ထွန်းကားပြတ်သွားရေးအတွက်ဝိနည်းစောပြန်ပွဲတွေအမတန်မှအရေးကြီးပါပဲဘာကြောင့်လဲဓမ္မတိတာပုဂ္ဂိုလ်ဒီအချက်ကတော့ဖြေရှားလာတယ်လို့ဆိုလို့ရှိရင်နောက်ပိုင်းကျရှင်အာနန္ဒာမထေရတို့ရှင်သာရိပုတ္တရာရှင်သာရိပုတ္တရာဆိုချိန်မှာမရှိရှင်မခက်ကရာရှင်အနိရုဒ္ဓဘုရားမြတ်စွာဘုရားရှင်ကဆံတဲ့နေရာမှာသိဝေကျင့်ပါပြီဒါတည်းမျိုးမှာအချိန်ချမှားတယ်လားသင်ရတယ်လို့ရက်တယ်ပါသတ်မှတ်ပြီးတော့ဒါတည်းကျအလုံးကြီးစကြတယ်ရှင်အနန္ဒမထေရကတော့သာဝတိကြီးကိုခဏပြန်လိုက်သေးတယ်ဘုရားမြတ်စွာနှစ်ပေါင်း25နှစ်ရှိပြီသတင်းသုံးခဲ့တဲ့သာဝတိကြီးသေတော်အကြောင်းကဘုရားတိုင်းပိုင်းတဲ့ခန္ဓာကိုယ်ကြီးကဆန့်ရှင်းရေးလုပ်
ဘုရားရှိတော်ကလည်းလူကြီးငယ်များဖြစ်ဖြစ်အလန်းကြီးတဲ့အာနန္ဒမတိယဆောင်ရလုပ်ကပြင်းတဲ့တာပြင်းထိန်းသိမ်းတာထိန်းသိမ်းပြီးတော့ဒေဝံကျောင်းကနေထွက်ခွာပြီးရှင်အာနန္ဒဘာသုတ္တပြည်တဲ့ဒီချက်ဘာသုတ္တပြည်ရောက်တဲ့အခါဆိုခေတ်နိုင်ငံရေးအခြေအနေဘယ်ပုံရှိတယ်လဲအာယုကြည့်ပြီးတော့ထိလိုက်မယ်ဆိုရင်ရှင်မောကတ္တဗအမှုရှိတဲ့ယဟန်တော်များကလည်းဘုရားသာသနာတည်ကြကျန်ပွားရေးထွန်းကားရေးအတွက်ပထမသံဃာမှာကျင့်ဖို့အစီအစဉ်လုပ်နေကြအာသုတ္တပြည်ဆိုတဲ့ကရာဇဂုပြည်ကိုအုပ်ချုပ်နေတဲ့ဝေဒေဟိမိဖုရားရဲ့တာဝန်တဲ့အာသာတကဘိညာဉ်ကြီးကလည်းတိုင်းရေးကြီးကိစ္စကရေးပါလို့ဆန္ဒကတုတ်တီရန်သူကတိုက်ခိုက်လာလို့ရှိရင်ဒီနိုင်ငံတော်စန့်ခိုင်ရေးကိစ္စစီမံဆောင်ရွက်နေတဲ့အချိန်ဒါကြောင့်သာသနာ့ကြီးဆန္ဒကတုတ်တီကြီးဖောက်ပြီးတော့လုပ်နေရတယ်လို့ဆိုတော့ဒီမိသားစုမင်းကြီးကိုလွန်ခဲ့တဲ့7 နှစ်လောက်ကအသာတကမင်းကြီးဟာသူ့ရဲ့ဖခင်ကြီးတော်တတ်ပြီးတော့ဉာဏ်နဲ့တက်တယ်အဲ့ဒီလိုနန်းတက်တဲ့အခါမှာဟိုအိန္ဒိယတောင်ပိုင်းအနောက်ပိုင်းကျတာပေါ့မဟာရာရှန်ပြည်ရဲ့ဘက်ကဘုံဒီဘက်နားမှာမြည်ဖြစ်အဝန္တိတိုင်းဥစ္စေကြီးမှာရှိတဲ့သံဃာသစ္စာတဆိုတာမြည်ဖြစ်အဲ့ဒီသံဃာသစ္စာတမင်းကလည်းပဲစစ်အင်အားအနတန်ကြီးတယ်ဗေမိတာရမင်းကြီးပေါ်မှာသူကခြေပြီးရှိဒီကကြီးကိုမြစ်ပြီးတော့ခြေပြီးနဲ့ခြေရောကပြောက်တော့ဗေမိတာရမင်းကြီးနဲ့အနတန်ရင်းနှီးဗေမိတာရမင်းကြီးကိုနန်းချပတ်ဖြတ်ပြီးတော့ဇာတနနန်းတက်တယ်ဆိုတဲ့အချိန်သွတ်တော်မှာသူမိန်ကုန်းပြောတော့ဗာပြောတယ်အေးငါရဲ့မိတ်ဆွေကောင်းကိုပတ်ဖြတ်ပြီးတော့နန်းတက်တဲ့အဇာတတတ်တော့သိသေးတာပေါ့အဇာတတတ်ကတိုက်ခိုက်တယ်စစ်ကြီးများတယ်လို့သန္တပစ္စောတမင်းကကျုံးအားပြီးတော့ပြောခဲ့တဲ့အခါမျိုးရှိအဲ့ဒီစကားကြားလိုက်တဲ့အခါမှာအဇာတတကရင်ကြီးကသန္တပစ္စောတကငါတိုက်လို့ရှိရင်ခံနိုင်အောင်လို့ဆိုပြီးတော့သူ့နိုင်ငံပြင်ဆင်နေတဲ့အချိန်တဲ့သူ့နိုင်ငံကပြုပြင်နေခိုင်မာတဲ့ပြုပြင်နေရတဲ့အချိန်ဉာဏ်တန်ဃာတွေကလည်းရှင်မကတ္တမအမှုရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကလည်းပဲရာဇဂုပြည်ရောက်ရှိလာပြီးတော့တန်ဃာနာတင်ဖို့ပြင်ဆင်နေကြတဲ့အချိန်ထိုအချိန်နှစ်ခုတိုက်ဆိုင်တယ်အဲ့ဒီအချိန်မှာရှင်အနန္ဒမထေရသေတော်အကြောင်းကနေသာဝတိမြို့ကနေပြီးတော့ရာဇဂုပြည်ပဲရောက်သေတော်အကြောင်းမှာတိုင်းတော်ပြီးတော့သံဃာနာကျိုးဆွဲတွေမှာစီစဉ်စရာရှိစီစဉ်ပြီးတော့တနေ့ဆောင်းကန်ထွက်တဲ့အချိန်တော်သေးတယ်ဆိုပြီးခုနကတိုင်းပြည်လုံခြုံရေးအတွက်ဒါကတို့ပြည်လုံခြုံရေးအတွက်တာဝန်ယူပြီးတော့ဆောင်ရွက်နေရတဲ့ဘောပကမောက္ခလာနာပုံမှန်ဖြစ်ဒီကလေးပြောရတဲ့ဒီလိုကြီးကအာရိယပေါ့ဟောအုတ်ချုပ်ရေးတိုင်းပြည်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့တာဝန်ယူပြီးတော့လုပ်ဆောင်နေတဲ့ဘောပကမောက္ခလာနာပုံမှန်ကြီးရဲ့ရုံးအထောက်အဦးရှိတာကိုရှင်အနန္ဒမထေရခိတ္တခဏကြွသွားတာဆုံးတာလည်းကိုစိုးသေးတယ်ဆိုပြီးတော့အဲ့ဒီမှာမှားတယ်ခဏဝင်လိုက်တဲ့အခါဘုရားမြတ်စွာသာသနာတော်နဲ့ပတ်သက်တဲ့အရေးပါတဲ့မေခွန်းလေးတွေဖြစ်ပေါ်လာကြတာဟောဆရာနာမထေရဘောပကမောက္ခလာနာပုံသားကြီးကဝင်တဲ့ဘောပကမောက္ခလာနာပုံသားကြီးအသေးသေးဆိုဆရာနာမထေရနေရာတိုင်းလေးညာပြေးပြီးစကားသမီးပြောရရတယ်သူတို့စိတ်ဝင်စားတယ်။ဘာလို့လဲ။မကြခင်လေးကမှပဲဝင်နေတဲ့နှမကျော်လုံးလာကလည်းခေါ်တော့မြတ်စွာဘုရားပြည့်နေတာစံပါ။အဲဒီစံပါတာနဲ့ပတ်သက်ပြီးဒီစကားစပြီးတော့နေတယ်။အတိမူသောဘောအာနန္ဒဧကဘိက္ခုတိသေဟိတမေသဗ္ဗေနနဗံသဗ္ဗချာသဗ္ဗံသမန္နာကတောယေတမေသမန္နာကတောဩတိ
ယေဟိတမေသောဘဝံကိုလေဘောဓမ္မနာရတောဟောတိရဟံသမ္မာသမ္ဗုဒ္ဓောဘောရနန္ဒရှင်တေယအနန္ဒာယေဟိတမေဟိအကျဉ်ဂုံအည်ချင်းတို့နှင့်အရဟံဘုဇတုကိုခံတော်မူတဲ့သောသမ္မာသမ္ဗုဒ္ဓောမကံစွာကိုယ်တော်တိုင်တရားဓမ္မကိုသိတော်မူတတ်သောသောဘဝဓမ္မသူရှင်ဘောဓမ္မဒီသံဃာနာရတော်ပြုစုံ၏အဟောတိဖြစ်ခဲ့လေဒေဓမေသူယဟံဘောဓမအရှင်ဘောဓမပြည့်စုံတဲ့ဂုံအည်ချင်းတို့နှင့်သဗ္ဗေနတဗံအချင်းရာပြည့်ပြည့်စုံစုံသဗ္ဗထာတဗံဘက်ဆုံးသမဏရတောပြည့်စုံသောဧကဘိက္ခုတိတဘာတလေသောယဟန်တိအတ္တိလူကိုရှိပါကလားဣတိသောဘောဂကမောဂလမောဘောဂကမောဂလံဟောတာယိတိဘုရားတဲ့အရှင်ဂေါတမပရိနိဗ္ဗာန်ဆံသွားပြီဆိုတော့အရှင်ဂေါတမတို့အရေးချင်းပြည့်ပြည့်စုံစုံနဲ့ထပ်တူညီမျှဂုဏ်အရေးချင်းရှိတဲ့အရှင်ဘုရားတို့သံဃာထဲမှာယဟန်တပါးတလေများရှိပါသလားဆိုပြီးဟောအဲ့လိုလိုနေတဲ့အခါကျတော့တတိကိုပြမနာဧကဘိက္ခုတိဒေဟိဓမ္မေသဗ္ဗေနသဗ္ဗံသဗ္ဗထာသဗ္ဗံသမန္နာကတောယေဟိဓမ္မေသောဘဂဝါသမန္နာကတောဟောတိအရဟံသမ္မာသမ္ဗုဒ္ဓောသောဟိဘဂဝါနုပတတံမေကတဥပါတိကအမိစ္ဆာကတမေကတအပိစနိတံအနခတတမေကတအခတမေကိညုမေကဝိတိမေကသောဝိတောမေကနုကသပနာမေကနုကသပနာဣဒဟိသာဝကပိစ္ဆာသမနာကတယမနကုဏယေရတိချင်းဂုံအည်ချင်းတို့နှင့်သောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောအရဟံသမ္မာသမ္ဗုဒ္ဓဖြစ်တော်မူတဲ့ဒုဆရာမြတ်စွာဘုရားသည်သမနာတော်ပြည့်စုံ၏အဟောတိဖြစ်ခဲ့လေ၏ဒေဟိတလေဤသူဂုံဤချင်းတို့နှင့်သဗ္ဗေနသဗ္ဗံသဗ္ဗထာသဗ္ဗံပတောင်းစွာသမနာတော်ပြည့်စုံသောဧကဘိက္ခုတိတပါးတလေရဖြစ်သောယဟန်ဤနတ်ဖြစ်မရှိပါဘူးမြတ်စွာဘုရားနဲ့ဘုံဤချင်းတူတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးသောဘဂဝါဖြစ်မြတ်စွာဘုရားသည်အပိစ္ဆာတတမေဃကမဖြစ်ပေါ်သည်ကျေလမ်းကြောင်းလို့ဆိုတဲ့တက္ကိဖြစ်ပါခြင်းတရားကိုသင်္ခါတာဖြစ်စေတဲ့ပုဂ္ဂိုလ်ဖြစ်ပါပြီတော့၏အနိစ္စကတမေဃကဘယ်သူမှမဟောနိုင်သေးတဲ့တက္ကိဖြစ်ပါခြင်းတရားကိုအခါတာဟောပြောတဲ့ပုဂ္ဂိုလ်ဖြစ်ပါပြီတော့၏မေခင်ယူမေခင်ဖြစ်ပါခြင်းတရားကိုသိတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်ပါပြီဧကဝိတုမေခင်ဖြစ်ပါလို့ဆိုတဲ့တရားကိုသင်္ချာရှားသိတဲ့ပုဂ္ဂိုလ်ဖြစ်ပါပြီတော့၏မေကကိုဝိတော်နိဗ္ဗာန်အောင်ကြောင်းမေခင်လို့ဆိုတဲ့တရားကောင်းနဲ့လိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါပြီတော့၏ဧတရိဟိတာဝကယခုဖြစ်မှရှိကြတဲ့တတိတို့ဒီကမေဃလူသာမြတ်စွာဘုရားတည်ထင်ထားတဲ့လမ်းကိုလာရင်လျှောက်ကြရတဲ့သစ္စာသမဏဂကနောက်မှဂုံဤချင်းနေရရှိလာကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါလေတော့၏တတဝါတို့ကြောင့်ဧကတိကုတိတပါးသောယဟန်မြသည်တတိမရှိပါဣတိတော်သမာအာနတောရှန္ဒနာမတိမြတ်သည်ဩဇာကောင်းစွာမတိမိန်ကြတော်မူခဲ့ပါပေတည်းဒီလိုမိတ်ကြားပြီးတော့စကားသမီးပြောနေတဲ့အချိန်မှာအဲ့ဒီစခန်းကိုရုံးကိုဘယ်သူရောက်လာလဲလို့ဆိုလို့တနိုင်ငံလုံးမှာကြီးကြပ်နေတဲ့ဝန်ကြီးချုပ်လို့ခေါ်တယ်ဝတ္တပါကပုံမှန်ကြီးရောက်လာတဲ့စကားပြတော့ဝတ္တပါကပုံမှန်ကြီးကအရှင်ဘုရားအာနန္ဒာဘာများပြောနေကြတယ်အရှင်ဘုရားတို့ဘာများဆွေးနွေးနေကြတာလဲဆရာနာပတိကဒီအကြောင်းမေးလို့ဖြေးနေတဲ့အကြောင်းပြန်ရှင်းတဲ့အခါမှာဝတ္တကာရပုံနာကြီးကနေကုန်နေရေးကြအာတိသောဘောအာနန္ဒဧကဘိက္ခုတိဒေနဘောဓဂေါတမေနသတိတောအယံဝမမိစေနပတိတရဏဘဝိတတိတိယံတုံမေဧတတိသတိပါရိယာကဘောအာနန္ဒအရှင်ဘုရားအာနန္ဒ
အယံဤယံဤဝေါတိနုနမိစေနာငါဗျာပြိဋိဘံစကြည့်တဲ့နောက်ခါကာလဝေပฏิတရဏံကိုပဲအာထာယာဆရာကစုပြီးဘဝိတ္တိဖြစ်ပေလက်ဤကူ၍ဒေနာဘောဓဂေါရမေနထိုအရှင်ဂေါရမကသတိတော်ခန့်အပ်တင်မြောက်၍ထားအပ်သောဧကဝိကုပိတဘာကလေးသောယံဒီအတ္တိရှိပါသလောယံယံဘောဓမခံထားခဲ့တဲ့ခေါင်းဆောင်ယံကိုဣတရေခုခံ၌ကြုံပြီးရှင်တရားဝတိပฏิပါဒေယသာလေးစားကခေါင်းဆောင်အရာမှာခြားပြီးတဲ့ကာလကိုယ်ွယ်၍နေကြရကုန်ရ၏သောဘိက္ခုကိုယံ၏အတ္တိရှိပါသလောဣတိသောဝတ္တကာရောဝတ္တကာရမြင်ရတဲ့ဂုဏ်နာကြီးသည်ဩဇာကောင်းစွာမတည်လျောက်ပေးခဲ့ပါပေတည်းအရှင်တရားတို့ရဲ့ဆရာခေါရမမြတ်စွာဘုရားပြိဋိဘံဆံသွားပြီဆိုတော့အဲ့ဒီခေါရမမြတ်စွာဘုရားကငါမရှိတဲ့နောက်သူ့ကိုခေါင်းဆောင်တင်ရေးလို့ဆိုပြီးတော့သူကိုယ်တိုင်ခံထားခဲ့တဲ့ယဟန်ကရှိပါလားဒါဘုရားသာသနာရဲ့ထူးခြားတဲ့ဥပ္ပေက္ခလက္ခဏာဘုရားမြတ်စွာကမိမိရဲ့ကိုယ်စားအနေနဲ့ဘယ်ယဟန်ကိုမှခေါင်းဆောင်အရာမထားခဲ့ပါဘူးအဲ့ဒါဆရာနာမထေရကဖြေတယ်နတ္တိကိုပြမနာဒေနာဘဂဝတသတိတို့အယံဝမမိစေနာတထာဘဝိတတိပฏิတရဏံဘဝိတတိယံအံမေယမယံပฏิပါရိယမဣတရိပฏิပါရိယမယမနာဥပုံနာဒေနာဘဂဝတဆိုရှင်တော်မြတ်ဘုရားသည်အယံဤယံဒီမမိစေနာနာဘုရားပြိဋိဘံဆံတော်ကြီးတဲ့နောက်ခါကာလမှာဟောပိစိတာတွေပြိတရဏကိုယ်ပဲအထရာဖြစ်တဲ့ခေါင်းဆောင်ယဟန်ဒီဝိတတိကြီးဖြစ်ပေလက်ကြီးကြီးရဲ့ယံတေယံကိုသတိတော်ခန့်အပ်ချင်းရောက်၍ထားပါပေတော့လေယံယံကိုမယံငါတို့ဒီတတိယဒုက္ခနာတတိပါရိယာမခေါင်းဆောင်အရာမှာခြားပြီးတက္ကလာလေးစားကြရပါပြီတော့လေသောဘိက္ခုကိုယံမျိုးဒီနတ္တိမရှိပါမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကငါမရှိတဲ့နောက်ဒီကိုယ်တော်ခေါင်းဆောင်တင်ရည်ခေါင်းဆောင်အရာမှာခန့်အပ်ထားတာမရှိဘူးဒီကနေ့ခေတ်မှာဆိုလို့ရှိရင်နိုင်ငံခေါင်းဆောင်တွေမှာသူတို့မရှိတဲ့နောက်မှာအုပ်ချုပ်ဖို့ဆိုပြီးခေါင်းဆောင်တွေခန့်ထားပြီးရှိကြတယ်ဘုရားမြတ်စွာရဲ့သာသနာတော်ကြီးမှာမြတ်စွာဘုရားရဲ့ကိုယ်စားဘုရားမရှိတဲ့နောက်မှာခေါင်းဆောင်ခန့်ခဲ့တာမျိုးမရှိပါဘူးအဲ့တော့မြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်ကဘယ်သူကိုမှခေါင်းဆောင်မခန့်ခဲ့ဘူးဆိုလို့ရှိရင်ရှင်အနန္ဒမထေရအဖြေရတဲ့အခါဘုဒ္ဓကာရပုံနာကြီးကဆက်နေတယ်အတ္တိပန္နဘောအာနန္ဒဧကဂိက္ခုပိတံဂေနာသမတောယံနောဘဂဝေတောဣစ္ဆေယနာပฏิကရဏံဘဝေတတိတိယံတုံမေပฏิပါရိယမမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကကိုယ်တော်တိုင်ခန့်အပ်ခဲ့တဲ့ကိုယ်တော်မရှိဘူးဆိုလို့ရှိရင်တန်ဃာတွေကနေပြီးတော့တင်ရောက်ထားတဲ့ပုဂ္ဂိုလ်များရှိတာပါခေါင်းဆောင်တယ်ဘုရားပြိဋိဘံဆံသွားတဲ့အခါကျတော့ဘုရားရဲ့နေရာရာဘူးအနေနဲ့တန်ဃာအများစုကတင်ထားတဲ့ပုဂ္ဂိုလ်ရှိတယ်လားဆိုတော့ရှင်အနန္ဒမထေရကဒီအဲ့ဒီလိုပုဂ္ဂိုလ်လည်းရှိပါဘူးတန်ဃာတွေကတင်ရောက်ထားတဲ့ပုဂ္ဂိုလ်လည်းရှိဘူးအတ္တိပန္နဘောအာနန္ဒတံမုလိတိသတိတော်အယံနောဘဂဝေသောဣသေယနာပฏิကရဏံဘဝိတတိယမယံဣတရေယမယံယံတုံမေကရေဟိပฏิပါရိယကသောအနန္ဒဩသုရိယအာနန္ဒတံလူလီမြတ်စွာဘုရားထေရီမထေရရှိကြကုန်သောဒိဋ္ဌိယဟန်တို့ကအယံဤယံဒီဘဂဝေသောဣသေယနာမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့နောက်ခါကာလမှာနောငါတို့ရဲ့ပฏิကရဏအာထာယဖြစ်တဲ့ခေါင်းဆောင်ယံဒီဝိတတိတိဖြစ်ပေလက်ဤဟူ၍
Tapido fat in your tado. Ega de kubi de valo yagi atipana sibagala. Idido dagaro nagara yade bonadi. Osa kaunza mati minyange babe gadi. Tanjaga tinyak thade koku masihi solusi. Matheji di bosu ni je anile. Oh, di siaro yiki. Ayaye kuza ku akha ku sadhana Buddha sadhana ro ji khong khong ma di lo tinyak thade shiတယ် ဆရာနန္ဒာရဲ့ဖြေမရှိပါဘူးအဲ့ဒါလိုတင်ရောက်ထားတာလည်းမရှိဘူးဆိုတော့ခေါင်းဆောင်လည်းမရှိဘူးလက်တော်ဘုရားပြိဋိဘသံတော်တာ3လလောက်ရှိပါပြီဘုရားမြတ်စွာရဲ့သာသနာပရိစ္ဆာအကျဉ်းမှာလည်းဟုတ်လားဆင်းရဲဆိုတာလည်းမဖြစ်ဘူးနိဂန္ဓဘာသာဘုရားပြိဋိဘသံတော်ရမဲ့တရားရဲ့အိုးရရှိလိုက်ကြတာကိုယ်ပေါ်ကောင်းတဲ့အချင်းချင်းမတည့်ကြဒုက္ခတတ်ပြီးဝိတုဆန္ဒတုံ့နေထိုးကြဘောဓမမြတ်စွာဘုရားပြိဋိဘဆံသွားတဲ့အခါကျတော့သံဃာတွေငြိမ့်ပြီးတော့ပို့ပြီးတော့စီလုံးညီညွတ်နေကြအဲ့ဒါကြောင့်မို့လို့အရှင်ဘုရားတို့ဘောဓမမြတ်စွာဘုရားကိုယ်တိုင်ခံထားခဲ့တဲ့ကိုယ်တော်ရှိသလားဆိုမရှိဒါကြောင့်သံဃာကနေကျင့်မြောက်ထားတဲ့ပုဂ္ဂိုလ်ရှိမရှိဒီလိုဆိုလို့ရှိရင်မထေရကြီးတွေကနေပြီးတော့ခေါင်းဆောင်ကျင့်မြောက်တဲ့ပုဂ္ဂိုလ်ရှိတယ်မရှိဘူးဆိုတော့ဘုဒ္ဓဂရပုံသားကြီးကအံ့ဩသွားဒီလိုဆိုရင်ခေါင်းဆောင်မရှိဘူးပေါ့ဘောအနန္ဒအဝိရှင်ပြအာနန္ဒဧဝံအပတိကရဏီဤကဲ့သို့ကိုယ်ဝါသာရခေါင်းဆောင်ယဟန်မရှိပါပဲလေဒုမံသံသင်တို့ဤသမဂိယညီညွတ်ခြင်းဤသူကြောင့်လာတော့ပဲပါလိဤဒီလိုသာကာရောဝသကာရမြည်ရတဲ့ဘုံသားကြီးသည်ဟောသာကောင်းသောမတိနိလျံခဲ့ပါမည်တည်းအရှင်ဘုရားတို့မှာခေါင်းဆောင်မရှိဘဲနဲ့ဘာကြောင့်ညီညွတ်နေကြတာတော့ဒီခြားစွာဘုရားမြတ်စွာဘုရားသာသနာဟိုပုရဏကသဗ္ဗတို့နော်လက်ခဏီဘောတာလာတို့ခေါင်းဆောင်ကြီးတွေဘယ်လိုနိစ္စရောက်သွားတဲ့အခါမှာသူပရိစ္ဆာအပြင်ကိုယ်ွယ်တဲ့တရားတော်မှာတွေအကျဉ်းဆူညံနဲ့အချင်းချင်းခွဲကြပြဲကြဖြစ်ဖြစ်ဘောဓမမြတ်စွာဘုရားရဲ့ကိုယ်တော်ရဲ့ပြိဿကကငြိမ့်ပြီးတော့စီလုံးညီညွတ်အရင်ကတော့ပို့ပြီးတော့စီလုံးတယ်လို့ထင်ရတယ်ဒီလိုခံစားတဲ့ပုဂ္ဂိုလ်မရှိပါပဲနဲ့ဘာဖြစ်လို့အရှင်ဘုရားရဲ့ကြောင့်ညီညွတ်နေကြတယ်ဆိုတော့ရှင်အနန္ဒမထေရကယမနာဥပုံနာမယံငါတို့သည်အပတိကရဏကိုယ်ွယ်ရာကောင်းဆောင်မရှိတဲ့ပုဂ္ဂိုလ်တို့သည်နာဟောမှမဖြစ်ကြပါဘူးတို့မှာကိုယ်ွယ်ရာပုဂ္ဂိုလ်မရှိတာမဟုတ်ဘူးလေမယံငါတို့သည်သပတိကရဏကိုယ်ွယ်အထာယာရှိသူတို့သာဖြစ်ကြပါပေကုန်ဓမ္မပฏิပရဏတရားဒီကလည်းငါတို့ရဲ့ကိုယ်ပဲအာထာယဖြစ်ကြပါလိမ့်တော်၏ဣတိတော်မှာအနန္တောရှင်နန္ဒမထေရသည်ဩဇာကောင်းစွာမတိဟောကြားတော်မူခဲ့ပါပေတည်းတို့မှာအာထာယခေါင်းဆောင်တော့မဟုတ်ဘူးတဲ့တို့မှာအာထာယခေါင်းဆောင်ရှိတယ်တို့ရဲ့ခေါင်းဆောင်မှာတခြားမဟုတ်ဘူးဓမ္မပဲဆိုတဲ့ဒီစကားလေးနော်ဓမ္မပฏิကရဏတရားလေးများနဲ့အာဟုရာဖြစ်ပါပြီတော့ဘုရားမြတ်စွာဘုရားတဲ့စကားနဲ့တစ်ခါတည်းယောနန္ဒမယဓမ္မောသဝိတယောသာဒေတိတောပညာတော်သောမမိစေနအထာမြတ်စွာဘုရားရဲ့ဘုရားမြတ်နဲ့ရှာနန္ဒာကိုမိတ်နဲ့အာနန္ဒနိဝအာနန္ဒယောဓမ္မောဖြင့်သုတ်အဘိဓမ္မာလို့ဆိုတဲ့ဓမ္မကိုမယားငါပြာရီဒေတိတော်ဟောကြားတော်မူအပ်သည်ယောဝိနယောခြင်းဆုံးမဝိနိပြတော်ပညာတော်ပညာတော်မူအပ်သည်သောတုဓမ္မဝိနယောသည်နမငါပြာ၏အစေနာပေလေဝံသံတော်ကြီးရာနောက်ခါကာလ၌ဟောတင်တို့၏တထာဆရာကြီးကိုတတိဖြစ်ပေလိမ့်မည်ဟူ၍
ကဘာရှိဘုရားသခင်ရှင်တော်မြတ်ဘုရားသည်အဝေါစာကောင်းစွာမတည်ဟောကြားတော်မူခဲ့ပါလေတည်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့တဲ့ဓမ္မပြည့်ညတ်တော်မူခဲ့တဲ့ဝိနည်းဟောဒီဓမ္မဝိနည်းနှစ်ခုဒီမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကိုယ်တော်သောကိုယ်စားတော်အနေနဲ့ဆုံးမတတ်တဲ့ဆရာပါဒီလိုဖြစ်လို့လည်းမြတ်စွာဘုရားအဲ့တော့ပုဂ္ဂိုလ်ကိုခေါင်းဆောင်မခံခဲ့ဘူးဓမ္မကိုခေါင်းဆောင်ဒါကြောင့်မို့လို့ဟောဒီသာသနာတော်ရဲ့ထူးခြားတဲ့ဓမ္မလမ်းကြောင်းအတိုင်းရှောက်ကြတာဓမ္မလမ်းကြောင်းတိုင်းရှောက်ဓမ္မလမ်းကြောင်းတိုင်းရှောက်လို့ရှိရင်လေးစားတတ်တဲ့ပုဂ္ဂိုလ်တော့လေးစားပြီးသားဖြစ်ပါတယ်ခေါင်းဆောင်အနေနဲ့ကတော့မြတ်စွာဘုရားဟောကြားတဲ့ဓမ္မအတိုင်းနဲ့ကျင့်ကြံဖို့ကိုအားထုတ်ရပါတယ်အဲ့တော့မရှင်းတာနဲ့ဝိပဿနာဘုံသားကြီးကထပ်ပြီးနေပါအောင်များတတိတော်မရှင်းသေးပါဘူးအရှင်တရားပြောတော့သဗ္ဗတိကရဏဓမ္မပฏิကရဏတရားတွေကိုတော့အားထားရကိုယ်ပဲခေါင်းဆောင်ရှိတယ်အရှင်တရားကဓမ္မကိုဘယ်လိုအားထားကြတာတော့ဆိုတော့ရှင်အနန္ဒာရှင်းပြတယ်အတိဇဝနာတိနာဘဂဝတောသနာတာပတ္တတာရဟတာသမ္မာသမ္ဗုဒ္ဓေနဘိက္ခုနံဘိက္ခဗဒံသိညတံပါတိမောက္ခံဩဒိဋ္ဌံဒေမယံဧကတမေယဝတိကဧကတမေကာမရှိတိတရေဟုကောတတိဝိဟရမတတမေယတတံဝုဒတိတံဣစေတာမသဗ္ဗေတယံတံဒေနဘာတိတံသုနာမယထာဓမ္မံယထာသုတိတံကာဝိမာယတဟောတိအဘတိယတဘိက္ခုကဟောတိအဘတိဟောတိဝိတိကမောတံယထာဓမ္မယထာသုတိတံကာဝိမာယမနဥပုံနာတေနဘဂဝတာသာနာတပတ္တတာရဟတသမ္မာသမ္ဗုဒ္ဓေနသာနာတသိတော်မူတတ်သောပတ္တတာမြင်တော်မူတတ်သောအရဟတပုဇောသူခံတော်မူတတ်သောသမ္မာသမ္ဗုဒ္ဓေနမဟုတ်မပြန်သတိတော်တရားတို့ကိုယ်တော်တိုင်သိတော်မူတတ်သောဒီနဘဂဝတာသူမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဒီသိက္ခူတန်ယံတော်တို့အားသိက္ခာပရမဏကျင့်တော်ယံသိက္ခာပုဂ္ဂိုလ်ပညာတံကျင့်ကြတော်မူအပ်သည်ပါတိမောက္ခံပါတိမောက္ခကိုဥဒိဋ္ဌံရွတ်ဆိုအပ်သည်ဒီဒါကြောင့်မို့လို့ဝိသီသကံပွဲကြီးတွေဟာအနတ္တမအရေးပါတယ်ရှင်အနန္ဒမထေရကမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဒီပရိသတ်ဒီလိုက်တာကျင့်သုံးဖို့သိက္ခာပုဂ္ဂိုလ်ကျင့်တတ်ခဲ့တယ်ပါတိမောက္ခရွတ်ဆိုစေခဲ့အဲဒီကျင့်တတ်တော်မူတဲ့သိက္ခာပုဂ္ဂိုလ်အာနာဒေသနာလို့ခေါ်တဲ့အာနာပါတိမောက္ခအဲဒီအာနာပါတိမောက္ခကိုယာဝတရှင်ရသောကာလပတ်လုံးကာမဖြစ်ပေတခုသောကာမဖြစ်နိုင်တရဟုဘောဓတိဆိုနေဥပုံနိုင်တဗ္ဗေဝလုံးစုံသာလုံးဖြစ်ကုန်သောမယံငါတို့ဤတဏိပဒါမစီဝေကြကုန်ယဟန်တမန်ရဲ့ကလနှစ်ကျိန်လာပြင်းနေနဲ့လာခွေနေကာမဖြစ်တစ်ခုနေကြတဲ့ခုမှာအလုံးစုကြစုပြီးတော့ခုဖြစ်ပြောတဲ့ဥပုပ်ဖြစ်တယ်နော်ကာမဖြစ်တစ်ခုမှာယဟန်တမန်ရဲ့ရှိရအကုန်စုဧကိသတဝါလုံးတဏိပဒါမစီဝေကြကုန်တဏိပဒေဝါစီဝေကြကုန်ကြီး၍ယသအကျဉ်းယဟအာတံသူပါတိမောက်တိဘုဒ္ဓတိနှုတ်တဲ့အာဂုံလာဤတံတို့ယံကိုဣဇေသာမရွတ်ဆိုဖို့ရတိုက်တွန်းကြကုန်ဟောမြတ်စွာဘုရားကြီးမြတ်ထားတဲ့သိက္ခာပုဒ်လေးအဲ့ဒါတွေကိုဥပုပ်နေတိုင်းနာတိလာတော့ဥပုပ်နေတွေမှာရွတ်ဆိုဖို့နှုတ်တဲ့အာဂုံရတဲ့ပုဂ္ဂိုလ်ရွတ်ဆိုဖို့တိုက်တွန်းကြအဲ့လိုတိုက်တွန်းကြည့်လို့တဲ့ယဟန်တွေကနာယူကြတယ်နာယတိရေကာယကာကျင်ညာအာပတိအာပတိသစေဟောတိအကယ်၍ရှိအဝိတေကမောလွန်ကျူးမှုတိသစေဟောတိအကယ်၍ရှိအယထာဓမ္မဓမ္မအာလျောစွာယထာလူဒိဋ္ဌံဘုရားအဆုံးမအာလျောစွာကာရိမာတိကိုပူဇော်စေကြပါကုန်၏တိတို့အာယတမအနန္တောရှင်အနန္ဒမထေရသည်ဩဇာကောင်းစွာမသိဟောကြားတော်မူခဲ့ပါပေတည်း
ဘုရားမြတ်စွာဘုရားတော်မူခဲ့တဲ့ဟာရိပိဋကဗုဒ္ဓေပါတိပေါက်သလနှစ်ကြိမ်ရွတ်ဆိုစီပြီးတော့အပြည့်ရှိရဲ့အပြည့်တိုင်းသိကားကြတာဖြေပြောက်စေကြပါဒီနည်းနဲ့ကိုယ်တည်းညီညွတ်ရေးရနေကြပါလားလို့ဝိသကာရဘုရားကြီးရှင်းအနန္ဒမထေရကရှင်းပြဒါဘုရားမြတ်စွာသာသနာတော်ရဲ့ထူးခြားချက်ပဲခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကနေဒီစီလာဆုံးဖြတ်တာမဟုတ်ဘူးဘုရားမြတ်စွာရဲ့ဒေသနာတော်ကဟောကြားတော်မူခဲ့တဲ့တရားတွေကနေအုပ်ချုပ်နေတာရှင်မဂ္ဂဗအမှုရှိတဲ့ယဟန်တော်များအပညာတန်ခါပညာပေတဗံပညာတန်ခါသမုတ်စိတ်ကြပါရဲ့ပါပညာတိသိက္ခာပရိသိသိခိတဗံဆိုတဲ့မူဝါဒ၃ချက်ချမှတ်ခဲ့ပါတယ်အပညာတန်ခါပညာပေတဗံမယမပညာသာကိုလည်းမပညာရဘူးပညာတန်ခါသမုတ်စိတ်တဗံပညာတိတာသိက္ခာဘုဒ္ဓကိုလည်းမပယ်ဖြတ်ရဘူးမနှုတ်သိရဘူးယထာပညာတိသိက္ခာပရိသိပညာထားတဲ့သိက္ခာဘုဒ္ဓတိုင်းသိခိတဗံလိုက်နာခြင်းသုံးကြရမယ်။မြတ်စွာဘုရားပညာထားတဲ့အတိုင်းလိုက်နာခြင်းသုံးဘုရားမပညာထားမပညာရဘူး။ပညာပြီးသားကိုမယုံသိရဘူးမတည်ချဲရဘူး။ပညာပြီးသားအတိုင်းပညာထားတဲ့အတိုင်းလိုက်နာရမယ်ဆိုတဲ့ဒီမူဝါဒ၃ချက်ချမှတ်ထားတယ်။အဲဒီချမှတ်ထားတဲ့မူဝါဒအတိုင်းဓမ္မကသာသနာတော်ကြီးကိုဥဆောင်လာလို့ဒီကနေ့နှစ်ပေါင်း2546ခုနှစ်တိုင်အောင်ဘုရားမြတ်စွာရဲ့တရားတော်ကိုထောက်ကြောင်ပြီးတော့ဘုရားသာသနာတော်ကြီးဟာငြိမ်းချမ်းမှုမရှိဘူး။ဒါကြောင့်မို့လို့ရှင်မသတ္တဝါမထေရမိတ်ကလေးပဲယာဝရှင်မြတ်သောကာလပတ်လုံးဓမ္မဝိနည်းရောဓမ္မဝိနည်းအတိတိတ်တိတည်ရှိ၍နေသည်။ဒါဝသူမြတ်သောကာလပတ်လုံးတတိကကတုကမေဝပါဝစနံသုံးပါးတဲ့ဆရာကင်းကွာမသွားတဲ့သာသနာတော်ကြီးဒီတာလည်းဟောဒီစစ်စစ်တည်းဖြစ်လိုက်ပါပြီဓမ္မဝိနည်းတည်အောင်ကြိုးစားဒါကြောင့်မို့လို့အခုလိုဝိနည်းစပြဝယ်ကြီးတွေသိပြီးတော့ဓမ္မဝိနည်းတည်ဖို့အတွက်အရေးပါတယ်ဓမ္မဝိနည်းတည်ရှိနေတဲ့တရားကာလပတ်လုံးမြတ်စွာဘုရားရဲ့သာသနာတော်ကြီးတည်ရှိနေမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဓမ္မဝိနည်းတည်တံဖို့ရာအတွက်ကျိုးစားအထုံးနေကြတာဖြစ်လို့ရှင်မရှင်အနန္ဒမထေရကဓမ္မပฏิတရဏမယံငါတို့ဒီဓမ္မပฏิတရဏတရားဒီဟူသောကိုယ်ွယ်ရာရှိကြပါပေကုန်။ဘာတရားဒီပါလဲငါတို့ရဲ့အာထာယဆရာဖြစ်ပါပေတော့ဤဣတိသောသမာအနန္တောရှင်အနန္ဒမထေရသည်ဟောစာကောင်းစွာမသိသိကြခဲ့ပါပေတည်း။ဒီလိုဓမ္မကိုကိုးကွယ်ပြီးတော့ဓမ္မတွေကလည်းအခါရဖြစ်တာကိုဘုန်းကြီးတို့တရားကြည့်ကြနေပါရင်ပြိဿတ်အခုကတည်းကဆရာတော်ကြီးကချမ်းသာပြီးတော့ဝိနည်းသတ်ဝေးကြီးရှင်းပနေတာဓမ္မမပြောက်ပြတ်အောင်ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကြောင့်ဒုတိယရဲ့အာထာကိုးကွယ်လေးစားရမှာဓမ္မသာဖြစ်တယ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဓမ္မအတိုင်းဒုတိယရှင်းပြခြင်းကိုအားထုတ်ရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်ကဓမ္မပฏิတရဏဖြစ်အောင်ကျင့်သုံးနေထိုင်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာဟောလိုက်တတ္တဝါများစွာသေရန်ကွာသံဃာကြပါစေတတ္တဝါများစွာသေရန်ကွာသံဃာကြပါစေနိကာယေတံသုံးပါးဖြံငြိမ်းချမ်းကြပါစေနိကာယေတံသုံးပါးဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဘုရားဆန္ဒပြပါစေ
သက်ရှိချမ်းသာစိတ်ချမ်းသာဘုရားဆန္ဒပြပါစေဓမ္မောတရံတိဝိတဝါကဝိတာတတိသနုဟတာအာသနာမရာတိတိပါဝံဒေဝနံယန္တုကာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ကင်းကြောက်ကြည်တရားစေကိုဒီဝိတဝါဝန္တာရှင်ကြတောက်ကြရကုန်သောကြောင့်ဝိတာတတိကုသမြင့်နောက်ဣတိတာအစေတောဘုဒ္ဓညာတို့သည်သဘဝတသိကြတဲ့တွင်ဒီမကင်းတကယ်တို့ကင်းစင်ရင်းကြောင်းပင်မရောက်တဲ့ကြောင့်အကုန်၏ဟောတုစိတ္တမတိဖြစ်ကြပါစေကုန်သတည်းအာသရမရအိုခြင်းလည်းကွာနာခြင်းလည်းကျင်းသိခြင်းလည်းရှင်းထသောဒေတိဝဟောကိလေသာဟုဒုက္ခသိကင်းငြိမ်းရာအဖြစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမျိုးတော်တို့သာရောတရားဖြစ်ခြင်းစိတ်ကောင်းဝင်ကြသူတော်ခင်များတို့သည်ယံတုပါရမီအစစ်စစ်မြင့်နေ၍မလင်းကုန်တေဆိုင်ရောက်တော်မူကြပါစေကုန်သတည်း